မင်္ဂလာရှိရဲ့နေ့လေးဖြစ်ပါစေယနေ့ဧပြီ2ရက်နေ့မှာနားဆင်ခေါ်ယူရမယ်နှုတ်ကပတ်တော်မြတ်ခေါင်းစဉ်ကတော့ပထမဦးဆုံးကြီးမြတ်သောအရာဖြစ်ပါတယ်ရှေးဥစွာကျမတို့စက္ကပ်ဆုတောင်းကြရအောင်ကောင်းကင်ဘုံ၌ရှိတော်မူသောယေရှုရှင်ဖာဒီနေ့ရက်ကိုပြင်ဆင်ပေးတဲ့အတွက်ကိုရောကိုထူပဲယေရှုတင်ပါတယ်ဖဖျားသခင်ယခုနားဆင်ရမည်နှုတ်ကပတ်သတင်းစကားပေါ်မှာကောင်းချီးပေးတော်မူပါနားဆင်သူအရောက်စီတိုင်းဒီလေဤနှုတ်ကပတ်သတင်းစကားအားဖြင့်မိမိရဲ့အသက်တာကိုတွေ့မြင်ပြီးတော့ကိုရောရဲ့နှုတ်ကပတ်တော်တိုင်းအသက်ရှင်မှုရန်အတွက်ကိုရှင်မဆပေးတော်မူပါဆုတောင်းသောအခါယေရှုနာမကိုမြည်ပြုလက်တောင်းလျှောက်ပါရဖာအာမင်နှလုံးသွင်းရမယ့်နှုတ်ကပတ်တော်မြတ်ကတော့မဿဲခန်းကြီး9အခန်းငယ်28မှာတွေ့နိုင်တယ်ထိုဒေသနာတော်ကိုယေရှုဟောတော်မူသည့်အဆုံး၌ပရိသတ်အပေါင်းတို့သည်ဆုံးမဩဝါဒပေးတော်မူခြင်းကိုအလွန်အံ့ဩကြ၏ပညာရေးမှာစာအုပ်စာပေကောင်းများရေးသားတဲ့သူစာရေးဆရာတွေကိုချီးမြှောက်ဂုဏ်ပြုခြင်းဟာအလွန်သင့်လျော်လာတယ်စာပေရေးသားတဲ့သူတွေကိုပညာရှိတွေဆိုပြီးတော့သတ်မှတ်ခံရတဲ့အတိုင်းအဖွဲ့အစည်းများနဲ့မထိုက်တန်လေးစားစရာမရှိတဲ့သူများလည်းရှိပါတယ်။စာရေးဆရာတွေဟာပညာကိုဘယ်နေရာကနေရရှိခဲ့သလဲ။ကဘာကသိဘူးသမျှအကြီးမြတ်ဆုံးသောဆရာထံမှသင်ယူခဲ့ကြသလား။သို့မဟုတ်ပါကမှားယွင်းကြတယ်။သူတို့ဒီကောင်းကင်နိုင်ငံနန်းအတွက်ပြင်ဆင်နေသူများဖြစ်မယ်ဆိုရင်တမန်ကျမ်းစာကိုလေ့လာနေသူများဖြစ်ရပါမယ်။ကြော်ကြားနေတဲ့စာရေးဆရာများဟာဆိုရင်ကျောင်းသားတွေကိုထာဝရအသက်လမ်းကိုပို့ဆောင်ပေးနေကြတဲ့သူတွေမဟုတ်ပါဘူး။ထာဝရအသက်မူကားစစ်မှန်သောဘုရားသခင်နှင့်ကိုရောဆေလွတ်တော်မူသောယေရှုခရစ်တည်းဟူသောကိုရောကိုသိချင်းပေသည်ယောဟန်ခန်းကြီး19အခန်းငယ်3ကျွန်ုပ်တို့ရဲ့ကျောင်းတွေမှာလက်ရှိစာအုပ်တွေကိုရေးသားခဲ့သူတွေဟာပညာတတ်ပုဂ္ဂိုလ်များအဖြစ်ချီးမြှောက်ခံကြရတယ်။သူတို့ကိုယ်တိုင်ခရစ်တော်ရဲ့ကျောင်းမှာပညာမသင်ကြဘဲသူတို့ရဲ့ပညာရေးဟာနှီးမျိုးစုံဖြင့်ချို့တဲ့ကြတယ်။လက်တွေ့ကြတဲ့အသိပညာနဲ့ကလေးများလူငယ်များအတွက်မရှိမဖြစ်လိုအပ်တဲ့လေ့လာမှုအဖြစ်ဖခင်သခင်ရဲ့နှုတ်ကပတ်တော်ကိုလက်တွေ့သက်သေခံတဲ့ပညာရေးဖြစ်ရမယ်။ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည်ပညာ၏မူလအစဖြစ်သည်။အမှန်တရားအတွက်စိတ်ရင်းမှန်ဖြင့်ယိုသည်လေးစားသောချစ်ခြင်းမေတ္တာနှင့်တည်ကြည်သောတမာတိရှိစေရန်ပညာကိုပေးနိုင်သောစာများကျောင်းသားများရဲ့လက်ထဲကိုစာအုပ်များရောက်ရှိရန်ပြင်ဆင်ပေးရမယ်။သူတို့ရဲ့အနာဂတ်ဘဝအတွက်ကြိုတင်ပြင်ဆင်ပေးရန်အပြုသဘောဆောင်တဲ့ဇက်ကောင်ဖွဲ့စည်းမှုမှာလိုအပ်တဲ့လေ့လာမှုကိုရရှိစေရပါမယ်။ခရစ်တော်ဟာထာဝရကာလပတ်လုံးခမဲတော်နဲ့ရှိတော်မူပြီးတော့ပထမဦးဆုံးသောဆရာကြီးဖြစ်ပါတယ်။ဖခင်သခင်ရဲ့သားတော်ဟာလောကရဲ့အလင်းဖြစ်တယ်။ကြီးမြတ်တဲ့ဆရာလည်းဖြစ်ပါတယ်။နှုတ်ကပတ်တော်ဟာလူစားတီကိုခံယူပြီးခရစ်တော်ဟာခမဲတော်ရဲ့ကိုယ်စားအမှုတော်ဆောင်ရွက်နေတယ်။ပညာရေးရဲ့ရည်ရွယ်ချက်ဟာဖခင်ရှင်ရဲ့ဇာတိတော်ကိုပုံသွင်းလက်ခံရန်ဖြစ်တယ်။ကိုတော်ကိုယုံကြည်သောဇီရိုက်လက္ခဏာရှိရမယ်။ခရစ်တော်ဟာဤလောကအတွက်အံ့ဩဖွယ်အကောင်းဆုံးအမှုတော်ကိုလှုပ်ဆောင်ပေးခဲ့တယ်။ကိုတော်ရဲ့ရည်ရွယ်ချက်၌ဖခင်ရှင်တဲ့လူတွေကိုအဆက်အသွယ်ပြုပေးရန်ဖြစ်ပါတယ်။ယနေ့ကျမတို့ဆင်ခြင်ရမှာကတော့တမန်ကျမ်းစာကိုကျွန်တော်နေ့စဉ်လေ့လာမှုပြုပါသလားဆိုတဲ့မေးခွန်းလေးကိုမိမိကိုယ်ကိုပြန်မေးဖို့ဖြစ်ပါတယ်။နှုတ်ဘတ်တော်မြတ်ကဒီလောက်ပဲဖြစ်ပါတယ်။ကျမ်းနာတော်သူရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ။